ဒီနေ့မှာတော့ study vlog လေးပေါ့နော် study vlog ဆိုပေမဲ့ clean my table ပါဆိုစပွဲရှင်းမှာဖြစ်ပါတယ်ပိုရင်ဦးဆိုမဲ့အခန်းကနည်းနည်းလေးမှောင်းနေတဲ့အတွက်မိဖွင့်လိုက်ပါတယ်ကြည့်ရောဒီမှာကျတော့ makeup လေးလည်းကျင်းထားဆို makeup ပစ္စည်းလေးလည်းရှိနေပါတယ် makeup ကကြတော့အဲ့ဒါဘာလဲမသိဘူးအင်္ဂလိပ်စာပြောခဲ့ရှိသွားပါတော့ဆောက်လေးထားရှင်းပါတယ်ဒါကတော့ UK ကလေးတန်းမှာရှင် UK တို့ကလေးတန်းစာလုံးဝမှာပေါ့နော်တိတ်မှန်စာပါအဲ့ဒါကြောင့် UK ရဲ့ helmet သူ့နေရာနဲ့သူချိတ်လိုက်ပါတယ်ပြီးရင်တော့ UK ရဲ့ပေါ့နော်အချူအစိမ်းလေးတွေသွားထားပါတယ်makeup ပစ္စည်းလေးလည်းထားလိုက်ပါတယ်ပြီးဆိုတော့စားလို့ကြပါမယ်စားလို့ဖို့အတွက်ဘောပင်နဲ့ခဲတယ်လို့အတဲ့ပေါ့နော်စာရေးရမှာဆိုတော့တိတ်ပန်ကွာပုံဆွဲရမယ်ခံမဟုတ်ရေးရမယ်ခံပေါ့နော်ဒီရလေးတွေပေါ့နော်လေးတန်းပါလေစာလည်းမတည်အဲ့ဒါစာရင်းလာနံပါတ်4မှာရှိတဲ့တိတ်ပန်စာတွေကပေါ့နော်ရပေးပါမယ်ဟုတ်ပါဒီပေါ့နော်ပန်းရအောင်အခန်းလေးအဲ့ဒါလေးရခဏကြရလိုက်တယ်ဒီမှာဒီပန်းရအောင်လေးအဲ့ဒါလေးကြက်ကပဲရေးပါမယ်ကျောင်းကြီးမှာတော့အဲ့ဒါကြောသွားပြီပေါ့နော်ဘယ်ရောက်သွားလဲကျောင်းကြီးမှာလေအယိုးတွေအစ်စ်တွေကွာစာမျက်နှာနံပါတ်27ကအယိုးတွေအစ်စ်တွေအယိုးတွေအစ်စ်အမော်ကြီးဆွဲခိုင်းတဲ့အခါမှာလောကခတ်တယ်ဒါပေမဲ့ကျရှင်မတို့ဒီပဲရှိသေးတယ်ကျရှင်တက်တာမကြသေးဘူးအဲ့ဒါယူပြီးတော့ဒုတိယအပိုင်ရေးရမယ်ပေါ့နော်ရေးကြပါမယ်ရေးရအောင်လဲဆိုတော့ဘောနော်ရိုက်ကြတာဆင်ရတော့မကြည့်နေပါဘူးအမပေါ့နော်ခတိရဲ့ရုပ်ကလေးကိုတော့တိထားပြီပါအမယူ
Yuki ပေါ့နော် laptop ကြည့်ချင်နေရလဲချစ်တဲ့အတွက်စာကိုတော့လက်ရင်းကိုတော့တော်တော်လေးကိုပဲစုပ်ရက်တန့်တာပါပဲနော်ဒီရစာကြောင်းလေးလေခေတီပြမယ်ပေါ့နော်Yuki ပြပါမယ်ခေတီနဲ့လွှဲနေအရင်တော့အကောင့်နဲ့Yuki ပေါ်မှာပြနေပါတယ်ပြီးတော့ပြီးဆိုတော့ကျက်စာချက်ပါမယ်ကျက်စာကိုလည်းအဲ့ဒါတပိုင်ပဲချက်ကမှာဒီဟာလေးပဲ